ပဲခူးရှိမွေတော်ဖျားပွဲမှာအောင်စမှုထပ်ပုံများတဲ့တမိုးကြီးရတနာတွေကိုချင်းမြင်ခလိုက်ရတဲ့စမ်းရင်မို့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်စိတ်ထွန်းမြန်မာနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပဲခူးဖျားပွဲပထမဦးဆုံးညမှာတင်စမ်းရင်မို့ဟာတိမ်မောင်းတစ်ထောင်နဲ့တမိုးကြီးရတနာတွေနဲ့အတူအကြီးထိုးသွားပါပြီ။ဒီလိုခေနိုင်ငံတကာဖြိုပြရေးတွေမှာအင်တာနက်တွေလမ်းမိုးတဲ့အချိန်မှာမြမရိုးရစက်တပင်လောကမှာအခုလိုမျိုးပြန်လည်အသက်ဝင်နှိုးကြလာတာကတကယ်ကိုဝမ်းသာဂုဏ်ယူစရာတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံးနဲ့အစီအကားဆုံးပွဲတော်ထဲကတစ်ခုဖြစ်တဲ့ပဲခူးရှိမော်တော်ဖျားပွဲကြီးမှာတော့ဒီနေ့တော့ထူးထူးခြားခြားဇက်သပင်လောကရဲ့ထိပ်တန်းမင်းသားတွေအားလုံးစုံလင်စွာကားပြဖျော်ဖြေခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့အသေးချော်ဖြစ်ကြတဲ့ဖိုးချစ်စမ်းရီမိုးစွမ်းစာနီအောင်စမှုတို့လိုမြန်မာနိုင်ငံရဲ့အကောင်းဆုံးဇက်မင်းသားတွေတနေရာထဲမှာအစုံတွေ့ကြရတာမလို့ပဲခူးပွဲကြီးကတော့နေ့ရောညပါစီကားတိုင်းမြိုက်နေတာအားလုံးအသိပါပဲ။ဇက်ရုံတွေအပြင်ပရိသတ်တွေကြိတ်တိုးအားပေးနေကြတာဟာမြမယဉ်ကျေးမှုအမှုပညာအတွက်အားတက်စရာမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။ဒီလိုထိတ်တန့်မင်းသားတွေထဲမှာဆယ်ညတက်တိုင်းကားပြဖြောပြနေတဲ့အောင်စမှုလို့ခေါ်တဲ့ပပိုလေးကတော့ယုံပြည့်ယုံရှမ်းအားပေးမှုနဲ့အတူဘိုးဘွယ်အောင်မြင်နေတာကိုတွေ့မြင်ရပါတယ်။ဒါပေမဲ့ပရိသတ်ကြီးရဲ့အခုချိန်မှာတော့အောင်စမှုရဲ့အောင်မြင်မှုနဲ့အပြိုင်နောက်ထပ်ပရိသတ်တွေအံ့ဩမြင်သက်သွားစေခဲ့တဲ့အကြောင်းအရာတစ်ခုကလည်းရှိနေပြန်ပါတယ်။အဲ့ဒါကတော့ဇက်မင်းသားဆက်ရင်မိုးရှိခဲ့တဲ့ဇက်စင်ပေါ်မှာဆူရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ငွေနဲ့တမိုးကြီးရတနာတွေရဲ့ပမာဏဟာအောင်စမှုထက်တောင်ပိုများနေသလားလို့ထင်မှတ်ရလောက်အောင်များပြားလုံးနေရလဲဖြစ်ပါတယ်။ကဲပရိသတ်ကျူတရဲ့အမြင်လေးကိုလည်းခေါင်းမမရေးသွားပေးခဲ့ကြပါအောင်ရှင်။ခုချိန်နေဘောင်ဝင်သေးဘူးလားဆိုပြီးပြန်လည်မိကုံထုတ်လာတဲ့ချိုးလေးအယက်မင်းမင်းဘွားကနေတက်လာပြီးအကယ်ဒမီရရှိထားတဲ့ချိုးလေးကသူ့ကိုအခုချိန်နေဘောင်ဝင်တန်းဝင်မင်းသမီးအဖြစ်ပရိသတ်တွေကလက်မခံသေးတဲ့အပေါ်များစွာစိတ်မကောင်းဖြစ်ရကြောင်းမီဒီယာတွေရှိမှမျက်ရည်ချူပြလာခဲ့ပါပြီ။ချိုးလေးကဘောင်ဝင်တန်းဝင်မင်းသမီးဖြစ်လာအောင်ဘယ်အချိန်ထိဘယ်လောက်ထိစူးစမ်းပြရမလဲဆိုပြီးမိကုံထုတ်ရင်သူ့ခံစားချက်တွေကိုထုတ်ပေါ်ပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်။တချို့ကလည်းဒီလိုတွေမရင်ကျက်ပဲထုတ်ပြောလို့ကိုဘောင်မဝင်တာလို့ဝေဖန်နေကြတာပါတချို့ကလည်းလူမှုရေးပြဿနာတွေကြောင့်လည်းတိုးနေကြတာလည်းတွေ့ရှိရပါတယ်။ချိုးလေးကအိမ်တော်ရှိကလေးနှစ်ယောက်အဖေတထေတယောက်နဲ့ဘန်ကောက်ရှော့ပင်းစင်တာမှာဈေးဝယ်ထက်ရင်နားနေကြတဲ့ပုံတွေတက်လာပူပါတယ်။မင်းသမီးတွေကပတ်စံရှိခရိုနီတွေစပွန်ဆာယူတက်ကြပေမဲ့ချိုးလေးကတော့အိမ်တော်ရှိတထေနဲ့တွဲနေကြတာကြောင့်ပရိသတ်တွေဝေဖန်တာတော်လေးကိုခံခဲ့ရတာပါ။ချိုးလေးရဲ့ရုပ်ရှင်မိတ်ဆက်ပိုစတာမှာနာမည်ရှင်းနောက်ထားရတဲ့ပြဿနာတွေကလည်းအနုပညာအတိုင်းဝိုင်းကြမှာအတော်လေးကိုပညာမစမ်းနဲ့မရကျတဲ့စိတ်တက်လို့ဝေဖန်ခံခဲ့ရသေးပါတယ်။တချို့ကလည်းအနုပညာရှင်တော်တော်များများနိုင်ငံရေးပြဿနာတွေကြောင့်နားလည်နေတဲ့အချိန်ခွေးတူပေါင်းကနေအနုပညာလောကထဲဝင်လာလို့ဘောင်ဝင်တာလားလို့ပြောနေကြတာလည်းတွေ့ရှိရပါတယ်။ဘောင်ဝင်တောင်းဝင်ခြင်းရင်ခွေးတူပေါင်းကနေမတက်လာနဲ့လေကိုနေရာကိုတီးပြီးတခြားနုပညာရှင်တွေကိုလေးစားမှုထားဆက်ဆံတတ်ပါစေလို့ဝေဖန်ပြောဆိုနေကြတဲ့ချိုးလေးကဘောင်ဝင်တဲ့မင်းသမီးတို့ထင်ပါသလားဆိုတာကိုမမရေးသွားပေးခဲ့ကြပါအောင်ရှင်။